လေရင်မဲလေးတွေရဲ့ဝတ်စုံဆိုတာလေချောင်းလိုင်းတစ်ခုရဲ့မျက်နှာစာယုံတင်မကပဲနိုင်ငံတစ်ခုရဲ့ယဉ်ကျေးမှုနဲ့အဆင့်အတန်းကိုပါဖော်ဆောင်နေတာပါဒီနေ့မှာတော့ fashion ကြကြနဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့ကမ္ဘာအလှဆုံးလေရင်မဲဝတ်စုံ၅မျိုးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ငါအာရက်ဆော်ဝါမန်ပြည်တော်စု UAE နံပါတ်9နေရာမှာကတော့ဒူဘိုင်းအခြေစိုက် Emirates လေကြောင်းလိုင်းဖြစ်ပါတယ်ဒီဝတ်စုံရဲ့အဓိကထူခြားချက်ကတော့အနီရောင်ဥထုပ်လေးနဲ့အဖြူရောင်ပဝါ veil ကအတတ်ပါပဲဒီအဖြူရောင်ပဝါမှာခောက်ချောင်း9ခုပါဝင်ပြီးဒါဟာအာရက်ဆော်ဝါမန်ပြည်တော်စုရဲ့ပြည်နယ်9ခုကိုကိုစားပြုတာပါဝတ်စုံအယောင်ကတဲခန်းတရားအယောင်ဖိပြီးအနီရောင်ဖနက်အနီရောင်နှုတ်ခဲနီတောင်းနဲ့တွဲဖတ်လိုက်တဲ့အခါအရန်ကိုခိုင်ညာပြီးအာရက်ယဉ်ကျေးမှုကိုပေါ်လွင်စေပါတာကြောင့်ကမ္ဘာအလှဆုံးစည်ရင်းဝင်နေတာပါနံပါတ်4ပြင်သစ်fashion ရဲ့အမျိုးတော်ဖြစ်တဲ့ပြင်သစ်က Air France ရဲ့ဝတ်စုံကတော့နံပါတ်4မှာရှိနေပါတယ်။ဒီဝတ်စုံကိုကမ္ဘာကျော်ဒီဇိုင်နာ Christian Lacroix ကဒီဇိုင်းထုတ်ပေးထားတာပါ။ဒီဝတ်စုံဟာရိုးရှင်းပေမဲ့အရန်ကိုစမတ်ကျလာပါပါတယ်။အပြာရင်ရောင်ခါပေါ်မှာခါဖတ်အနီရောင်လေးပါဝင်တာကပြင်သစ်အမျိုးသမီးတွေရဲ့နူးညံ့သိမ်မွေ့ရဲ့အလှကိုပေါ်လွင်စေပါတယ်။လေးစိတ်ထဲမှာဒီဝတ်စုံရဲ့လမ်းလျှောက်လာတာဟာ fashion runway ပေါ်မှာလျှောက်လာတယ်လို့မျိုးထင်မှတ်ရလောက်အောင်ကိုဆွဲဆောင်မှုရှိလာပါတယ်။နံပါတ်3 Turkish Airlines နံပါတ်3ကတော့တူရကီလေကြောင်းလိုင်းမှာ2019ခုနှစ်မှာပြောင်းလဲလိုက်တဲ့ဒီဇိုင်းတစ်ဟာအီတလီဒီဇိုင်နာ Ettore Bilotta ရဲ့လက်ရာဖြစ်ပါတယ်။ဝတ်စုံရဲ့အယောင်ကတော့အနီရင်ရောင် flag red နဲ့မီးခိုးရောင်ကိုအသုံးပြုထားပါတယ်။အစ္စတန်ဘူမြို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုတွေလက်မှုဖီညာနဲ့စီးစင်းနေတဲ့ရေလိုင်းဒီဇိုင်းတွေကိုဝတ်စုံမှာထည့်သွင်းထားလာကြောင်းချိလိုက်တာနဲ့ခေတ်မီပြီးအဆင့်အတန်းမြင့်မားတဲ့ခန်းစားချက်ကိုပေးစွမ်းတာကြောင့်ကမ္ဘာအလှဆုံးစည်ရင်းဝင်နေတာပါ။နံပါတ်2တရုတ်ဒုတိယနေရာမှာတော့တရုတ်နိုင်ငံရဲ့ Hainan Airlines ဖြစ်ပါတယ်။ဒီဝတ်စုံကတော့အရှေ့တိုင်းအလှနဲ့အနောက်တိုင်း fashion ကိုအကောင်းဆုံးပေါင်းစပ်ထားတာပါ။ဒီဇိုင်နာ Lawrence XU ကတရုတ်ရိုးရာဝတ်စုံချုံဆမ်ကိုအခြေခံပြီးဖန်တီးထားတာပါ။ဝတ်စုံပေါ်မှာတိမ်တွိုက်တွေတောင်တန်းတွေနဲ့ပင်လယ်လိုင်းပုံတွေကိုရေးဆွဲထားပြီးပါရီ fashion show မှာတောင်ပြသရတဲ့အထိအောင်မြင်တဲ့ဝတ်စုံဖြစ်ပါတယ်။ကြီးလိုက်ကနဲ့နတ်သမီးလေးတွေလိုတပ်ပြလွန်းတာကြောင့်ခရီးသည်တွေရဲ့အာယုံကိုဖန်ဆားထားနိုင်ပါတယ်။နံပါတ်1ကဲနောက်ဆုံးနံပါတ်1နေရာမှာရှိနေတာကတော့ Singapore Airlines ပါကမ္ဘာကျော်စာရုံကပေယာဝတ်စုံနဲ့စင်ကာပူလေကြောင်းလိုင်းပဲဖြစ်ပါတယ်1968ခုနှစ်ကနေစပြီးအသုံးပြုခဲ့တဲ့ဒီဒီဇိုင်းဟာနှစ်ပေါင်း90ကျော်တိုင်အောင်မပြောင်းလဲပဲအလှဆုံးအထက်ရပ်တည်နေတာပါဒီဝတ်စုံကို branded hot couture designer Pierre Balmain ကဖန်တီးပေးခဲ့တာပါအယောင်၄မျိုးရှိပြီးယာတို့စင်စင်ကိုခွဲခြားထားပါတယ်ဒီဝတ်စုံဟာစင်ကာပူရဲ့ယဉ်ကျေးမှုကိုအထိမီဆုံးဖော်ဆောင်နိုင်ုံတင်မကပဲကမ္ဘာအတိမတ်ဖြူဆုံးလေရင်မဲဝတ်စုံလည်းဖြစ်ပါတယ်ကဲအခုပြောပြသွားတဲ့အထဲမှာတော့ပရိသတ်တို့တော့ဘယ်နိုင်ငံကဝတ်စုံကိုအကြိုက်ဆုံးလဲဗျာကမ္ဘာအလှဆုံးအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတာမို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်